ကလေးတတရတော့ခြံစည်းရိုးအောက်ကနေဝင်ပြီးနွားကိုခိုးဖို့ကြံစီနေကြပါတယ်ဝက်ကလေးပိုက်ထားတဲ့တက်ဆိုတဲ့ကောင်လေးကတော့ဒါတော့သဘောမကျအောင်ဒီကနေပြန်ကြမယ်လို့ပြောပါတယ်။ဟိုငနဲ့နှစ်ကောင်ကလည်းအတင်းခေါ်လာပြီးတက်ကိုမခံချင်အောင်ပြောပါတယ်။မေစုမကြောက်လို့အိမ်မြန်ကြီးလဲပြန်မော်ကလေးလေးရဆိုပြီးလောင်နေရကြောင်းတက်ကလည်းမခံချင်သေးတဲ့နွားမကြီးကိုလဲကျသွားအောင်တွန်းချပါတယ်။ဒါပေမဲ့နွားကရွေ့တော့မရွေ့ပဲတက်ကတော့ချော်ကြကမျက်နှာမှာရွှွန့်နေနဲ့ပြေးပွားသွားခဲ့ပါတယ်။ဟိုငနဲ့နှစ်ကောင်ကလည်းအားရပါရလောက်ရင်းနေတော့နွားမကြီးကိုမြင်လာကြောင်းထွက်ပြေးသွားကြပါတယ်။နွားမကြီးကလည်းတက်ကိုခွေဖို့ချိန်နေတော့တက်ကနောက်ဆုတ်ဆန်းဆိုပြီးပြောလိုက်တဲ့ကြောင့်နွားမလည်းချက်ချင်းပဲထွက်ပြေးသွားခဲ့ပါတယ်။တကယ်တော့တက်ကိုကြောက်လို့မဟုတ်ပဲထူးဆန်းတဲ့အရာတစ်ခုကြောင့်ဖြစ်ပြီးတက်ပါကြောက်လက်တဲ့ကြားနဲ့ထွက်ပြေးသွားပါတယ်။တစ်ဖက်မှာဘန်ကတော့အားရပါရဂိမ်းစော့နေတော့အဖိုးမတ်ကဆက်ပြပလက်ပွားနဲ့ရောက်လာခဲ့ပါတယ်။ရေချိုးနေတော့ရေကုန်သွားတာဖြစ်ပြီးဘန်ရဲ့တောင်ကရေဖိရမှဖြစ်တာကြောင့်လာပြောတာပဲဖြစ်ပါတယ်။ဂွမ်ကလည်းဘန်ပိုအဆူခံရအောင်ဆေးထိုးနေတော့အဖိုးမတ်ကထပ်ပြီးဂွမ်အောင်ဟိုပကံနေရအောင်မဆေးပဲနဲ့ဘာလို့နေရလဲလို့ပြောလိုက်ပါတယ်။ဂွမ်တို့ကလည်းနေရသည့်အားလက်ရက်လေးအဖိုးရဲ့လို့ပြောနေတော့ရေဒီယိုကနေလေကောင်းလေတန်းရှူချင်တာပဲဖြစ်ဖြစ်တရိစက်အနေနဲ့စကားပြောချင်တာဖြစ်ဖြစ်ပြီးနေတဲ့သူတွေကိုလက်စင်ပေးချင်တာပဲဖြစ်ဖြစ်တပတ်စာစီရင်သွင်းပြီးမိသားစုမွေးမြူရေးကမှလာပြီးတကယ်လေရအလို့တပတ်စာလောက်ကင်ကြလို့ရတယ်ဆိုတဲ့တည်င်းကိုအဖိုးမတ်တို့ကကြားလိုက်ရပါတယ်အဲ့လိုနဲ့အဖိုးမတ်လည်းအလုပ်ကြိုးစားတာရဲ့ကောင်းကျိုးတွေကိုသိစေချင်တာပါလို့ပြောပြီးခေါ်လာလိုက်ပါတယ်ဟိုရောက်တော့အဖိုးမတ်ကကတ်မိုင်ရှင်ဘန်တို့နဲ့မိတ်ဆက်ပေးပါတယ်ပိုင်ရှင်မိန်းမကြီးကလည်းစကားတွေအပိုတော်သိမ့်မပြောတော့ပဲဟိုဘက်ကတရိစံအစာတွေစတဲ့လို့ရပြီဆိုပြီးအလုပ်စခိုင်းလိုက်ပါတယ်အဲ့လိုနဲ့အဖိုးမတ်လည်းဘန်တို့ကိုအစာအိတ်တွေတည်ခိုင်းလာကြောင်းမနိုင်မနှင်းဖြစ်နေတဲ့ဘန်လည်းအီလီယန်ပြောင်းပြီးအလုပ်လုပ်ဖို့စဉ်းစားလိုက်ပါတယ်ဒါပေမဲ့အဖိုးမတ်ကတော့ကိုအားကိုပြီးလုပ်ပါဘန်လို့ပဲပြောလိုက်ပါတယ်အဲ့လိုနဲ့အဖိုးမတ်ဆိုလည်းပေမမန်းအလုပ်လုပ်ပြီးရဲ့နောက်ဘန်တို့နှစ်ယောက်ကတော့အမောဆိုးနေပါတယ်အဲ့နောက်မှာတော့ညစာစားကြပြီး TV မရှိဂိမ်းမရှိပျော်စရာဆိုဘာမှမရှိတာကြောင့်ဘန်တို့ကတော့ညင်းညူနေပါတယ်အဲ့လိုနဲ့တက်ကတော့မနေ့ကသူမြင်ခဲ့တဲ့အရာကိုမင်းတို့ယုံမှာမဟုတ်ဘူးလို့ပြောပြလိုက်ပါတယ်တက်ကရဲ့အတော်ကလည်းမင်းပြောတဲ့ပုံမြင်တွေကိုဘယ်သူမှယုံမှာမဟုတ်ဘူးလို့ပြောကထွက်သွားခဲ့ပါတယ်အဲ့နောက်မှာတော့ညနေခင်းလေခွေးနဲ့လမ်းပိုက်လျှောက်နေတော့ဘန်ကတက်မနေ့ကတွေ့ခဲ့တဲ့အရာအကြောင်းကိုမေးပါတယ်တက်ကလည်းသူပြောတဲ့ဘယ်သူမှယုံမှာမဟုတ်ဘူးလို့ပြောရကြောင်းဂွမ်ကမှသူတို့ဒီနေရာဒီမှာထူးဆန်းတာတွေအကုန်မြင်ခဲ့ပြီလို့ပြောပြလိုက်ပါတယ်အဲ့လိုနဲ့တက်ကလည်းအဖိုးကြီးဂျွန်ဆန်ရဲ့ຢာတွေကိုဖျက်သွားတော့ထူးထူးဆန်းဆန်းအမှောင်နေကနေမန်မီတကောင်တူရှိပေါ်လာပဲလို့ပြောပြလိုက်ပါတယ်အဲ့နောက်မှာတော့ဘန်တို့အိတ်ရမယ့်အိတ်ရာကိုလိုက်ပြပါတယ်အဲ့နေရာမှာတော့ကြက်တွေပါမွေးထားကြောင်းတရိစံအနက်နေပါရနေရပဲဖြစ်ပါတယ်အဲ့လိုနဲ့ညရောက်တော့ဘန်နဲ့ဂွမ်ကတော့တိတ်လေးခိုးထွက်လာပြီးတက်ပြောတဲ့နေရာကိုရောက်လာကြပါတယ်အဲ့ချင်းပုံမှန်မဟုတ်ပဲထူးဆန်းနေတဲ့နွားနှကောင်ပေါ်လာပြီးဘန်တို့ကိုမင်းသားနဲ့အသေးအံလိုက်ခွေနေရကြောင်းဂွမ်တို့လည်းထွက်ပြေးနေရပါတယ်ကျွန်တော်ရဲ့ဗီဒီယိုလေးတွေကိုသဘောကျတယ်ဆိုရင်တော့ VPN လေးခံကြည့်ပေးပြီး like and subscribe လေးနဲ့လည်းအားပေးခဲ့ကြပါအောင်ဗျအားလုံးကျေးဇူးတင်ပါတယ်အဲ့ချင်းဘန်အက်စလာရိတ်ပြောင်းပြီးဂွမ်အောင်ဘေးကင်းရစီခေါ်လာပေးခဲ့ပါတယ်ထပ်ပြီးဟိုငနဲ့နှစ်ကောင်ရှေ့ကိုပြေးလိုက်နောက်ကိုပြေးလိုက်နဲ့အယူလုံးနေတော့နွားတစ်ကောင်ကဘန်နောက်ကနေဝင်တဲလိုက်တာကြောင့်ဘန်လည်းလွင့်သွားခဲ့ပါတယ်အဲ့လိုနဲ့ဘန်လည်းပတ်ပြေးပြီးဟိုနှစ်ကောင်လေဝေတိုင်းကျွေးကတိတ်ပေးလိုက်ပါတယ်ဂွမ်ကလည်းဒီနေရာမှာထူးဆန်းတာတွေဖြစ်နေရလို့ပြောလိုက်ပါတယ်ဘန်ကလည်းဟိုမမီကောင်ကြီးကိုရှာဖို့တခုတည်းသောနီလန်လင်းနေတဲ့လမ်းတိုင်းလိုက်ကြည့်ရမယ်လို့ပြောကဂွမ်အောင်ထားပြီးထွက်သွားခဲ့ပါတယ်မမီကောင်ရှိတဲ့နေရာစီရောက်တော့မမီကောင်ရဲ့လှူရှာမှုတွေကိုကြည့်နေတော့ဘန်အောင်ဟိုဘက်ကမြင်သွားခဲ့ပါတယ်အဲ့ဒါကြောင့်ပဲဘန်အောင်စတင်တိုက်ခိုက်ပါတယ်ထပ်ပြီးဟိုငနဲ့ကဘန်အောင်ပတ်တီးနဲ့တုတ်ပြီးကင်မော်ပေးလိုက်တာကြောင့်ဘန်လည်းအထိနာသွားခဲ့ပါတယ်အဲ့လိုနဲ့ရေစင်မော်ပြေးရော်လေဟိုငနဲ့ကနောက်ကနေအလေးရောက်လာပြီးတစ်ချက်ထိုးပေးလိုက်တာကြောင့်ဘန်လည်းအောက်ကိုဖုတ်ကနေပြုတ်ကျလာခဲ့ပါတယ်အဲ့ချိန်မှာပဲအိုမီတွစ်လစ်မစ်ပြေးသွားတာကြောင့်ဘန်လည်းလူပြန်ဖြစ်သွားခဲ့ပါတယ်ဟိုငနဲ့ကလည်းရေစင်ကြီးကိုဖြိုချလိုက်တာကြောင့်ဘန်လည်းပြိုကျလာတာကိုကြောင်ကြည့်နေတော့ဂွမ်ကပြေးလာကအမိကယ်ပေးလိုက်ပါတယ်အဲ့လိုနဲ့ဘန်တို့လည်းအိမ်ပြန်ရောက်လာပြီးအိပ်ရပေါ်ခေါင်းလေးချအောင်ရှိသေးအိမ်ရှင်တော်ကြီးကရောက်လာပြီးလာနိုးပါတယ်ဂွမ်ကလည်းအခုမှမနက်9နာရီပဲရှိသေးရဲ့ပြောကြအောင်နွားတွေကသူ့ဘာသာနိုးမညစ်တဲ့ဘူးလို့ပြောလိုက်ပါတယ်အဖိုးမတ်ကတော့အိပ်ရကနေလန်းဆန်းဆန်းပဲထားလာခဲ့ပါတယ်အဲ့နောက်မှာတော့ထက်ကဘန်တို့ကိုနွားတို့ညစ်နေတင်ပေးပါတယ်ဒါပေမဲ့ဘန်တို့ကညညူနေပြီးတခြားလူစရာဘာရှိသေးလဲမေးရကြောင်းတက်ကနွားချီကျုံလို့ရသေးရဲ့လို့ပြောပြလိုက်ပါတယ်အဲ့ဒါကြောင့်ဘန်တို့လည်းနွားတို့ညစ်ဖို့ပဲလုပ်လိုက်ကြပါတယ်အဖိုးမတ်နဲ့တက်တို့လည်းထွက်သွားတော့ဘန်ကအီလီယန်ချင်းပြီးအလုပ်ပြီးအောင်လုပ်ဖို့လုပ်ပါတယ်ဂွမ်ကလည်းအဖိုးမတ်ပြောထားတာကြောင့်မတုံးဖို့တားပါတယ်ဒါပေမဲ့ဘန်ကဂွမ်အောင်ပါဆွဲလိုက်တာကြောင့်ဂွမ်ကလက်ခံလိုက်ပါတယ်အဲ့လိုနဲ့ဘန်လည်းအီလီယန်တကောင်ချင်းလိုက်ပါတယ်ဂွမ်ကတော့အေးစေးနှက်နေပြီးဘန်ကတော့ဖူဝမ်စ်နဲ့နွားတို့ညစ်ပါတယ်အဲ့ချင်းတက်ရဲ့အတော်ရောက်လာကြောင်းဂွမ်နဲ့နွားတို့ညစ်နေတယ်လို့နဲ့ဟန်ဆောင်လိုက်ပါတယ်အဲ့လိုနဲ့အင်ရှင်အတော်ကြီးကလည်းဒါတွေပြီးရင်တက်ကိုရှာပြီးနောက်ထပ်လှုပ်ရှားတွေထပ်မေးလို့ပြောကထွက်သွားခဲ့ပါတယ်အဲ့ချိန်မှာပဲဘန်တို့ကောက်ရုပ်ပုံတွေကနေပြန်ထွက်လာခဲ့ပါတယ်အဲ့နောက်မှာတော့ဝက်စာကျွေးရမှာဖြစ်တာကြောင့်ဘန်လည်းဝိုင်းမိုင်းပြောင်းပြီးသူ့ရဲ့လက်တံအရှိတွေနဲ့နေရာအနှံ့အစာတွေဖြည့်ပေးလိုက်ပါတယ်ချက်ပြီးဥထားတဲ့ကြက်ဥတွေလည်းတင်ရမှာကြောင့်အစလာရိတ်ပြောင်းပြီးကြက်ဥတွေအကုန်အမြန်တင်လိုက်ပါတယ်အဲ့နောက်ထပ်ပြီးဝိုင်းမက်ပြောင်းပြီးလက်ထက်ထွန်လိုက်ပါတယ်အဲ့လိုနဲ့ညနေခင်းအလုပ်ပြီးတော့ဘန်တို့3ယောက်လည်းအိမ်ပြန်လာခဲ့ပါတယ်အိမ်ကိုရောက်တော့နွားချီကျုံနေတဲ့အဖိုးမတ်စီကိုသွားပြီးခရင်ရောင်အလင်းတန်းနေမမ်မီကြီးရဲ့အကြောင်းရင်းကိုအဖိုးမတ်ကိုပြောပြလိုက်ပါတယ်အဲ့လိုနဲ့အဖိုးမတ်ကလည်းသူ့ပစ္စည်းတွေတွားယူပြီးဘန်တို့နဲ့သူထွက်လာခဲ့ပါတယ်ခြေရခံဆက်တဲမှာတော့ခရိုနီယန်တွေကိုခြေရခံမိနေရလို့ပြောပြလိုက်ပါတယ်ခရိုနီယန်ဆိုတာကတော့တကယ်ကိုစွဲရည်မြေတထုဖြစ်ပြီးကဘာပေါ်ကတဘာဝတထုတစ်မျိုးပဲဖြစ်ပါတယ်ထပ်ပြီးအရင်ကဒီနေရာမှာအုတ်ကကလေးကြားခဲ့ဘူးလို့လည်းပြောပြီးအဲ့ဒါတွေအကုန်ပြက်ညဲကုန်တာဖြစ်နိုင်တယ်လို့အဖိုး
မတ်ကပြောလိုက်ပါတယ်ဘန်ကလည်းသူတို့တွေးခဲ့တဲ့မန်မီကတက်ထုတွေလိုက်စုနေရလားမေးတော့အဖိုးမတ်ကမဟုတ်လောက်ဘူးလို့ပြောပါတယ်ဒီတက်ထုဟာအရန်ဆွဲရင်မြင့်တာကြောင့်ဒီကနွားတွေတတိပြောင်းသွားတာဖြစ်နိုင်တယ်လို့ပြောလိုက်ပါတယ်တကယ်လို့အဲ့ဒီတက်ထုတွေကမန်မီလက်ထဲရောက်သွားရင်ဒီကလူတွေကိုပါတတိပြောင်းပြနိုင်တယ်လို့ပြောလိုက်ပါတယ်အဲ့လိုနဲ့ချီယာကန်ဆက်အတိုင်းထွက်လာကြပြီးရေခဲမိုးစိတ်ယုံစီရောက်လာခဲ့ကြပါတယ်အဖိုးမတ်တို့ကလည်းလုံခြုံရေးအိပ်ပျော်နေတော့မတိမတာအထဲခိုးဝင်လာခဲ့လိုက်ပါတယ်အထဲကိုရောက်တော့ဒီမီယောက်ထဲမှာခရိုနီယန်အပုပ်လိုက်ရှိရမယ်ဆိုပြီးပြောရကြောင်းဘန်လဲဒိုင်မုတ်ဟတ်အသွင်ပြောင်းလိုက်ပါတယ်အဲ့လိုနဲ့ဘန်လဲမြေကြီးတွေကိုတူးလိုက်ကြကြောင်းခရင်ရောင်ခရိုနီယန်တက်တူတုံးရင်တုံးကိုတွေ့လိုက်ရပါတယ်အဲ့ချိန်မှာပဲဟိုငနေကရောက်လာကြောင်းဘန်အောင်ကင်မောက်ပေးလိုက်ပါတယ်ထပ်ပြီးခရိုနီယန်ကြောက်တုံးကိုယူကရင်ပတ်ထဲထည့်ထားလိုက်ပါတယ်ဘန်ကလည်းပြန်ထလာပြီးဟိုငနေရဲ့တိုက်ကွက်တွေကိုရှောင်ရှားကဟိုငနေကိုအားနဲ့ပြေးတူပြီးတွန်းပေးလိုက်တာကြောင့်မန်မီကောင်လည်းအထိနာသွားခဲ့ပါတယ်ဒါပေမဲ့ပြန်ထလာပြီးဘန်တို့စီဥတီလာနေတော့ security သမားရောက်လာကြောင်းအဲဘဲကိုဖမ်းပြီးမကောင်းဆိုးဝါးပုံစံနဲ့တတိပြောင်းပေးလိုက်ပါတယ်အဲ့လိုနဲ့အဖိုးမတ်ကတော့ကွမ်းအောင် level တိုင်းဟီဇာမတ်ဝစ်စုံဝေးပေးလိုက်ပါတယ်အကြောင်းကတော့မန်မီကောင်စီကနေတတိပြောင်းမခံရအောင်ပဲဖြစ်ပါတယ်ဘန်ကလည်းသူ့အတွက်ရောမပါဘူးလားလို့မေးရကြောင်းဘန်ကအီလီယန်ဖြစ်နေအဲ့ဒီတတူကဘန်ပေါ်မတက်ရောက်နိုင်ဘူးလို့ပြောပြလိုက်ပါတယ်အဲ့နာဟိုငနေကဘန်ကိုဆွဲကင်ပေါက်လိုက်ပြီးအဖိုးမတ်ဆိုးနောက်တော့တတိပြောင်းကောင်လိုက်တိုက်ခိုက်ပါတယ်အဲ့လိုနဲ့ကွမ်းလည်းမန်နယ်တစ်ခုရွတ်လိုက်တာကြောင့်လေဘူးပေါင်းလို့ဖြစ်ပြီးသူ့ဘာသူတယောက်တည်းတိုင်ပတ်နေခဲ့ပါတယ်အဖိုးမတ်ကလည်းပိုင်လိုင်းဝင်ဖြုတ်ကတတိပြောင်းကောင်နဲ့တိုက်ခိုက်ရင်မတော်တဆသူ့ပဲအောက်ပြုတ်ကျသွားခဲ့ပါတယ်ကွမ်းကလည်းအသေးအံထွက်ပေးနေတော့အဖိုးမတ်ကနောက်ကနေဂျိတ်ကောက်စီပြီးရောက်လာကအမှောက်သိပ်ပေးလိုက်ပါတယ်တစ်ဖက်မှာဘန်နဲ့ဟိုငနေကလည်းဘက်တရီကျန်းနေတော့ဘန်ကလူပြန်ဖြစ်ပြီးပြေးလာတာကြောင့်အဖိုးမတ်ကဟီဇာမတ်ဝစ်ပေးလိုက်ပါတယ်အဲ့ချိန်ဟိုငနေကရောက်လာကြောင့်ဘန်လည်းထွက်ပြေးလာပြီးဟိုငနေကိုခရင်နီနဲ့ချော်ကြအောင်လုပ်ပေးလိုက်ပါတယ်ထပ်ပြီးဟိုငနေကိုခရင်ထုတ်တဲ့ပိုက်နဲ့ခရင်နီအားရပါရပစ်လိုက်ပြီးအပေါ်ကနေလည်းမြေဘဲယိုတွေလောင်းချပေးလိုက်တာကြောင့်ဟိုငနေလည်းဆက်တယ်ပြုတ်ကြပြီးတစားစီဖြစ်သွားခဲ့ပါတယ်ဒါပေမဲ့မန်မီကောင်ကမသိပဲပြန်တက်လာပြီးဘန်အောင်ဖမ်းထားတာကြောင့်ဟီဇာမတ်ပါပြေးသွားခဲ့ပါတယ်ထပ်ပြီးအိုမီတွစ်ကလည်းမန်မီကောင်ရဲ့ DNA ကိုကူးယူနေရကြောင်းအဖိုးမတ်ကတရေမပြောင်းခင်အီလီယန်အမြန်ချင်းလိုက်ပါတယ်အဲ့လိုနဲ့ဘန်လည်း force ကိုပြောင်းလိုက်ပြီးမှအဂရိတာဖြစ်သွားခဲ့ပါတယ်အဲ့နောက်မှာတော့ဘန်လည်း nitrogen အရေးဆက်တဲဝင်ပြီးမန်မီကောင်ရေခဲခဲအောင်လုပ်ကဖမ်းမိလိုက်ပါတယ်အဖိုးမတ်ကလည်းမန်မီကောင်ဘီလက်မီနဲ့အုပ်ပြီးမြေကြီးထဲမြုပ်ထားပေးလိုက်ပါတယ်အဲ့နောက်မှာတော့အဖိုးမတ်လည်းလက်ကွင်းစီပြန်သွားကြမယ်ပြောပြီးဟိုမှာလှုပ်စရာတွေရှိသေးရဲ့လို့ပြောရကြောင်းဘန်တို့နှစ်ယောက်ကတော့အဲ့ဒီကိုပြန်မသွားဘူးလို့အတင်းပူစားကြပါတယ်သူတို့လို့သူတို့တေချာလုပ်ပါမယ်တင်ရန်စာရပါပြီလို့ပြောရကြောင်းအဖိုးမတ်လည်းမသွားဖို့ဆုံးဖြတ်လိုက်ပါတယ်အဖိုးမတ်ကလည်းပြန်မသွားတာတော့အဲ့ကိုသွားသူလည်းနွားချီထက်ကြုံရအောင်မှကြောင်းပဲဖြစ်ပါတယ်ဒါကတော့ Balance Classic Season 3ရဲ့အပိုင်း8ဖြစ်ပြီးအပိုင်း9ကိုတော့နောက်ရက်မှာတင်ပေးသွားမှာမလို့ Like and Subscribe နဲ့လည်းအားပေးခဲ့ကြပါအောင်ဗျအားလုံးကျေးဇူးတင်ပါတယ်